ဒီကျမရဲ့ပန်းချံလေးနဲ့အတူတူဆီယာမထက်ထက်တွန်းရဲ့နေတိုင်းပြောပါတဲ့ထဲကအခန်းရှိငှက်တန်လေးတွေနားထောင်ပါလေးလည်းဖတ်ပြကြပါတယ်။မိုးလင်းပြီဆိုတာနဲ့တက်ကြွနေတာကတော့ငှက်ကလေးတွေပါပဲ။သူတို့တက်ကြွနေတာနဲ့ပဲကိုပါတက်ကြွလာတယ်။ငှက်ကလေးတွေဟာတော်တော်ကိုလွတ်လွတ်လပ်လပ်ပျော်ပျော်ရွှင်ရွှင်လည်းနေတတ်ကြတယ်။သူတို့ဘာသာတဘာဝအတန်လေးတွေထဲမှာစိတ်အားထက်သန်မှုတွေကြားရတယ်။မနဲ့အရာနိုးတာနဲ့အရင်ဆုံးငက်တန်လေးတွေနားဆွတ်ကြည့်ပါနားထောင်တဲ့အခါအရင်ထဲကချစ်တက်တဲ့စိတ်ကလေးနဲ့နားထောင်ပါဂျိုးကူတန်ဆိုအလွန်အေးချမ်းတယ်တချင်းဆိုတက်တဲ့ငှက်ကလေးတွေတချင်းဆိုပြီးဆိုရင်မပြုံးမဲ့ကိုမနေနိုင်ဘူးစွာလုံးလို့နားမခံတာဘူးလို့ပြောရရတဲ့ဇရက်ငှက်ရဲ့တန်တောင်မှာတိတိကျကျနားထောင်ရင်အာမန်အပြေးရှိနေတတ်ပါတယ်ဒါကကျမရဲ့ပန်းပင်တွေကြားထဲမှာတစ်ခါတလေအမြင့်ငှက်ကလေးတွေလာတက်ရင်ကျမရဲ့ခန်းစားချက်နဲ့ထပ်တူကြရဲ့ဆရာမရဲ့စာသားလေးတွေပေါ့ကျေးဇူးတင်ပါတယ်